တသိန်းပဲဗျာသူပဲနော်ဒါမှမာဝါနော် မသိနေချတာကြောက်အမွေးရအမွေးရမ အမွေးတယ်သူပဲတဲ့ သူ့အမွေးပဲ ဘိုးလုံးသူပဲ ဒါမှကလေးစားထုတ်တာမပုတ်ကလေးစားနဲ့လို့ပုတ်သွားတယ် ဟော ဒါပါကြီးတယ်သူက20ပြုတ်လုံး24နိုင်ပြီပို့မပို့ရတာအဲ့ဥစ္စာလုံးပို့ကြတာ20ပါပုတ်သွားမှာကြောက် အခုကပြီးသွားပြီလောက်ပြီးသွားပြီပေါ့ ကလာလောက်ဆောင် ဟောတစ်လားလောက်ဆောင်သူ့ရေကုန်လေးနဲ့သူပြန်လုပ်ပြီဩ ကျန်ဖာလုံလဲလုံတယ် တက်တယ်တော့ ခြေသေးတွေကြည့်အောင် အကုန်သူပဲလေသူခန္ဓာအကုန်လုံး တူပါငါတကယ်ကြောက် သူခဏသူ့စိတ်ငါကလေးစားတော့မရှိတော့ပါလား အဲ့တေးသွားတာဆိုလို့ဟိုပါပေါ့ဟဲ့ဟိုစိတ်ထဲမှာအော်တေးတာလေးကိုဒီတိုင်းလေးတင်ထားအောင်မလို့ဟဲ့သူတေးတာလေးကလည်းလို့ဘလို့လေးလဲမသိဘူးတော့ ဒီဝါကြောင်ဘူးနော် ရွှေဝါလေးရွှေဝါ အော်ရွှေဝါလေးဟဲ့ချစ်စရာလေးနော်သူ ရွှေဝါ တော့ချစ်စရာလေးတော့နော်ဟဲ့လုံးတဲ့လူကဟိုဖြစ်တယ်နော် ဆရာဝန်တွေပဲနေမှာ ဆုံးနော် နော်ဟုတ်တယ်မလားမဒီအမီကတော့အထက်ကသူ့အမီပဲအမီတော့မထထွက်ပါဘူး ဟုတ်လား သူ့မလေး အော်ဒီအမီလေးကဒါဒီတိုင်းလေးပဲဒါပေမဲ့အယိုးလေးဆိုတော့သူကသူဟွာဖြစ်သွားမှာလေနော် ဘူးဒီမှာပါသေးတယ်ဘူးကအမထုတ်ထားတာလေဟုတ်လား အော် တလားလောက်ပါမရှိဘူးထုတ်ပေးထားတာအိမ်မှာကျောင်းမ အော်အိမ်မနဲ့ထုတ်ထားဆရာလေးတော့အစမ်းမဲတော့လောက်တာပြောပါတယ်နော် ဟုတ်ပြီဒါဟုတ်ပြီဟုတ်ပါငါ အဲ့ဒါမှန် ဒီတစ်ခါမတွေ့ဘူးအဲ့လို မှန်မုံနဲ့ကိုထည့်ထားရင်တော့ကြာကြီးခံတယ်ကွယ်တကယ်လို့အပြင်မှာထားမယ်ဆိုရင်အကောင့်တွေပဲကြိုက်ပါ ဒါလေးမာလေးတွေဖြစ်သွားနော် မှာပါ ဒါမဲ့သူအနက်မထွက်တော့ဘူးပေါ့သူ့အဲ့လိုမျိုးလောက်ထား ဆိုတော့ကလီစားမှမရှိတော့ဘူးမရှိတော့ဆိုတော့အနံ့မထွက်တော့ဒါလည်းသူတို့ဆေးရည်တွေပြန်ဆိုင်ရတယ် ဟောဆေးရည်စမ်း လူသူလည်းအဲ့လိုလုပ်ကောင်းအဲ့လိုညီမလေး